အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးကင်ဆာယောဂါဆိုတာဘာလဲကိုတော့တော်တော်များများသိထားကြပြီးသားဖြစ်ပါတယ်ဒါပေမဲ့ပိုသိအောင်လို့မလို့ကင်ဆာဆိုတာဘာလဲကင်ဆာဘယ်လိုစပြီးဖြစ်ရလဲဆိုတာရယ်ကင်ဆာမဖြစ်အောင်ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတဲ့နေထိုင်စားသောက်မှုပုံစံလေးတွေနဲ့ကင်ဆာကိုကာကွယ်လို့ရတဲ့အစားအစာလေးတွေအကြောင်းကိုဗီဒီယိုလေးအရင်ရှင်းသွားမှာဆိုလို့လူရင်းတူရှင်လေးပြောပြမျှဝေပေးသွားပါမယ်နော်ဒါဆိုရင်ကင်ဆာဆိုတာဘာလဲဆိုတာစလိုက်ကြရအောင်တကယ်တော့ကင်ဆာဆိုတာကုသယောဂမဟုတ်ပါဘူးမကူတတ်ပါဘူးဘာလို့လဲဆိုတော့ကင်ဆာဖြစ်တာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ဆဲတွေကိုယ်တိုင်ကတာမန်ဆဲကနေပြီးတော့ကင်ဆာဆဲအဖြစ်အကြောင်းတစ်ခုကြောင့်ပြောင်းသွားတာကနေပြီးတော့အဲ့ဒီကင်ဆာဆဲတွေကပွားများလာပြီးတော့ကင်ဆာဆိုပြီးဖြစ်သွားတာမျိုးပါမြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ DNA ပေါ့နော်ကျွန်တော်တို့ဒီကိုယ်လုံးကလည်းတန်ပေါင်းတန်းနဲ့ချီပြီးရှိနေတဲ့တက်ရှိဆဲတွေနဲ့တိစောက်ထားတာဆိုတော့အဲ့ဒီ DNA ဆိုတာလေးကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့နေရာတိုင်းက cell တွေရဲ့အထက်မှာရှိတဲ့ molecule တစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒီ DNA လေးတွေကအဲ့ဒီ cell လေးတွေကိုဘယ်အချိန်မှာပွားရမယ်ဘယ်အချိန်မှာတက်တန်းစေရမယ်ဘယ်အချိန်မှာသေရမယ်ဆိုတာကိုစီစဉ်ညွှန်ကြားပေးနေတာဖြစ်ပါတယ်အဲ့လိုအချိန်မှာကျွန်တော်တို့က cell လေးတွေအရက်တွေတောက်တာနေအောင်ကြီးတွေတက်အောင်ကြီးတွေမကောင်းတဲ့ဓာတုပစ္စည်းတွေကိုရှူရှိုက်မိတာကနေပြီးတော့အဲ့ဒီတချို့ cell လေးတွေရဲ့ DNA ကိုပျက်စီးထိခိုက်တာဖြစ်သွားတော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီ cell လေးတွေက DNA ရဲ့အမိန့်ကိုမလိုက်နာဘဲနဲ့သေရမယ့်အချိန်မှာမသေတော့ဘူးဆဲမပွားရမယ့်အချိန်မှာလည်းပွားခြင်းပွားနေတော့တာပဲအဲ့ရနေပြီးတော့အဲ့လိုမကောင်းတဲ့ cell လေးတွေကခန္ဓာကိုယ်ထဲမှာစုပုံလာပါတယ်အဲ့ဒီ DNA ပြတ်ပြီးတော့ဖောက်ပြန်နေတဲ့ cell လေးတွေကိုတက်နေနေများတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ကျွန်တော်တို့ကိုယ်ခံအားစနစ်ကတက်နေနေလောက်ခြေဖြတ်ပေးနေပါသေးတယ်အဲ့လိုမှခြေဖြတ်လို့မရနိုင်တော့တဲ့စနစ်ချိုးယွင်းသွားတဲ့ cell လေးတွေကိုကြာမှကျွန်တော်တို့က cancer cell လို့ခေါ်တာဖြစ်ပါတယ်ဒါဆိုရင်ကင်ဆာမဖြစ်အောင်ဆိုကိုယ်ခံအားကောင်းနေဖို့လိုမယ်ဆိုတာကိုတွေးမိနေလောက်ပါပြီအဲ့ဒီအကြောင်းတော့နောက်မှဘယ်လိုနေထိုင်ရမလဲဘာတွေရှောင်ရမလဲဘာတွေစားရမလဲဆိုတာကိုထပ်ပြီးပြောပြပေးသွားပါမယ်နော်ပြန်ဆက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီ cancer cell ဖြစ်သွားတဲ့စနစ်ချို့ယွင်းသွားတဲ့ cell တွေစုမိသွားတဲ့အခါမှာအဲ့ဒီစုမိတဲ့နေရာမှာ cell ရဲ့အစုအဝေးကအလုံးအကျိတ်အနေနဲ့တည်ပြီးတော့အဲ့ဒီအကျိတ်ကအဲ့ဒီ cancer cell တွေကပိုကြီးပိုပွားလာပြီးတော့သူ့အနီးနားကကိုရင်းအင်္ဂါတွေကိုဖိထားတော့အဲ့ဒီ cancer ကျိတ်ဖိမိထားတဲ့ကိုရင်းအင်္ဂါလေးကအလုပ်တွေပုံမှန်မလုပ်နိုင်တော့ဘဲနဲ့ဘာကင်ဆာဖြစ်တယ်ညာကင်ဆာဖြစ်တယ်ဆိုပြီးတော့ဖြစ်လာတာဖြစ်ပါတယ်နော်ဒါကတော့ကင်ဆာဖြစ်ပေါ်လာတယ်ဆိုတာဘယ်လိုလဲဆိုတာကိုရှင်းပြတာဖြစ်ပါတယ်ဆိုတော့ကင်ဆာဆိုတာပြောခဲ့သလိုပဲအေးမီတုပ်ကွေးဖျားနာစတဲ့ယောဂတွေလို့ကူးစက်တတ်တဲ့ယောဂမျိုးမဟုတ်ပါဘူးအဲ့လိုကူးစက်ယောဂမဟုတ်တာကြောင့်သူတို့စီကနေရှူရှိုင်းမိတာတွေထိတွေ့ဆက်ဆံတာတွေလက်ပွန်သက်သီးနေတာတွေနဲ့လိင်ဆက်ဆံတာတွေကနေကူးစက်စေတတ်တာမျိုးတော့မရှိပါဘူးဒါပေမဲ့ virus ကြောင့်ဖြစ်တဲ့အသက်ရောင်သက်ဝါလိုမျိုး hepatitis B ပိုးတို့ C ပိုးတို့ကူးစက်ခံရတာဆိုရင်တော့အသက်ကင်ဆာဖြစ်တတ်တယ်လို့လိင်ဆက်ဆံခြင်းတွေအတူနေထိုင်ခြင်းတွေဒီလိုလုံးပစ္စည်းမျှဝေသုံးစွဲတာတွေကနေပြီးတော့လည်းကူးစက်တတ်တဲ့ human papilloma virus လို့ခေါ်တဲ့ HPV ပိုးကူးစက်ခံရလို့ရှိရင်လည်းတရင်ကောင်းကင်ဆာရဲ့လိင်မှုဆိုင်ရာပစ္စည်းကင်ဆာတွေဖြစ်တတ်ပါတယ်ဒါတောင်ကင်ဆာတွေနဲ့တိုက်ရိုက်ကူးစက်တာမဟုတ်ဘူးနော်ယောဂပိုးကူးစက်ပြီးတော့အဲ့ဒီယောဂပိုးကနေပြီးတော့ကင်ဆာဖြစ်စေတတ်တာကိုပြောတာပါအဲ့ဒီယောဂပိုးရှိတိုင်းလည်းကင်ဆာဖြစ်စေတာတော့မဟုတ်ပါဘူးယောဂပိုးရှိနေတာနေထိုင်မှုပုံစံမှန်တာနဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲတဲ့အခါအားနည်းတဲ့အခါတွေမှာမှကင်ဆာဖြစ်တတ်တာမို့လို့ကင်ဆာမဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတဲ့နေထိုင်မှုပုံစံလေးတွေကိုစပြီးပြောပြပေးပါမယ်ကင်ဆာမဖြစ်အောင်နေမယ်ဆိုရင်ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကိုသတိထားရှောင်ကျဉ်ရမယ်ပေါ့နော်ဒါဆိုရင်စလိုက်ကြအောင်ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကမှနံပါတ်1ကတော့စစ်လိပ်ဖြစ်ပါတယ်စစ်လိပ်မှာကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းအမျိုးပေါင်းအနည်းဆုံး80ကျော်ပါဝင်ပါတယ်တဲ့စစ်လိပ်ကြောင့်ကင်ဆာဖြစ်နိုင်ခြေကခန္ဓာကိုယ်ရဲ့တခြားကင်ဆာဖြစ်နိုင်စေမှု20%ရှိပြီးတော့အဆုတ်ကင်ဆာဖြစ်နိုင်စေမှုကတော့80%ထိရှိရကြောင်းစစ်လိပ်တောက်တတ်တဲ့လူတွေကမပြတ်နိုင်ရင်လျှော့ပါဖြတ်နိုင်လို့ရှိရင်တော့ဖြတ်တာအကောင်းဆုံးပေါ့နော်နံပါတ်2ကတော့သူ့ရဲ့အတွဲပဲအရက်ပေါ့နော်အရက်ကအသေးကိုလည်းဖျက်ဆီးတတ်တယ်အသေးကင်ဆာဖြစ်နိုင်ခြေကိုလည်းမြင့်တင်ပေးနိုင်ပါတယ်နော်ပြီးတော့အရက်ကြောင့်အသေးကင်ဆာတွေမကဘူးအစာရင်ကင်ဆာတွေနဲ့ pancreas လို့ခေါ်တဲ့မုတ်ချိုရည်ကင်ဆာတွေပါဖြစ်စေတတ်ပါတယ်နောက်နံပါတ်3ကတော့ပြောခဲ့သလိုပဲ virus တွေ bacteria တွေစတဲ့ယောဂပိုးကူးစက်ရာနေပြီးတော့ပိုးမွှားတွေကတဆင့်ကင်ဆာဖြစ်စေတတ်တာမျိုးပါအသက်ရောင်ယောဂ B ပိုး C ပိုးတွေအထူးသဖြင့် B ပိုးတွေကအသေးကိုဖျက်ဆီးတတ်တာကြောင့်အသက်ကင်ဆာဖြစ်တတ်သလို HPV လို့ခေါ်တဲ့ရိုးရိုးကျွတ်နို့တွေလေရင်ကကျွတ်နို့တွေတိမ်ကောင်းကင်ဆာတွေဖြစ်စေတတ်တဲ့ virus တစ်မျိုးကလည်းသူရှိတာမရှိတာကိုသိတာတဲ့လက္ခဏာမပြတတ်ပါဘူးရှိမှန်းမသိမရှိမှန်းမသိဖြစ်တာကြောင့်လိင်ဆက်ဆံရာကနေတဆင့်နှက်ခမ်းချင်းနှမ်းကြတာကနေတဆင့်လေရင်ကတွေကိုနှမ်းကြတာကနေတဆင့်ကူးစက်တတ်တာမို့လို့အဲဒီ HPV virus ကလည်းကာလာသားယောဂါတွေလေရင်ကကျွတ်နို့တွေရေုံတွေကအစားတိမ်ကောင်းကင်ဆာတွေနဲ့လေရင်ကကင်ဆာတွေအထိဖြစ်စေတတ်ပါတယ်နော်နောက်ပြီးတော့ EBV လို့ခေါ်တဲ့ virus တစ်မျိုးကတော့လူတစ်ယောက်နဲ့တစ်ယောက်နမ်းလို့တွေရတဆင့်ကူးစက်တာတွေအတူနေထိုင်စားသောက်တာသရိုက်တန်တွေဇုံခင်တွေအတူသုံးတာမျိုးတွေကနေတဆင့်ကူးစက်တတ်ပြီးတော့အဲ့ဒီ EB virus ကတော့ပြန်ရည်ကျိတ်ကင်ဆာလို့ခေါ်တဲ့ lymphoma ကိုဖြစ်စေတတ်ပါတယ်ဒါအပြင် E. coli တို့ H. pylori တို့စတဲ့ bacteria တချို့ကလည်းဥမာ ကင်ဆာတွေအစာရင်ကင်ဆာတွေကိုဖြစ်စေတတ်ပါတယ်နော်ဒီလိုပိုးမွှားကြောင့်ကူးစက်ဖြစ်ပွားတဲ့ကင်ဆာတချို့ကတော့
သိအောင်တော့ဘီဘိုကာကွယ်ဆေးထိုးတာတွေသိငောင်းကင်ဆာကာကွယ်ဆေးထိုးတာတွေနဲ့အနေထိုင်ဆင်ခြင်သတိထားတာတွေစတဲ့ကာကွယ်နည်းတွေနဲ့ကာကွယ်လို့ရပါတယ်နော်ပြီးတော့နံပါတ်4ကတော့ဓာတ်ရောင်ကြီးဖြစ်ပါတယ်ဓာတ်မှန်တို့ CT scan တို့ရိုက်တဲ့အခါမှာအဲ့ဒီကထွက်တဲ့ဓာတ်ရောင်ကြီးတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုဖြတ်သွားပါတယ်ဖြတ်သွားတဲ့ဓာတ်ရောင်ကြီးတွေကကျွန်တော်တို့မှာရှိတဲ့တချို့ cell လေးတွေရဲ့ DNA ဆိုတဲ့မျိုးဗီဇစနစ်ကိုပြောင်းလဲဖျက်ဆီးပစ်တတ်ပါတယ်အဲ့လိုအခြေအနေကိုဓာတ်ရောင်ကြီးတင်တယ်လို့ခေါ်ပါတယ်အဲ့လိုဓာတ်ရောင်ကြီးတင်တာကြောင့်လည်းခန္ဓာကိုယ်တွေကတချို့ cell တွေကကင်ဆာ cell ဖြစ်ပြောင်းလဲသွားပြီးတော့ကင်ဆာဖြစ်စေတတ်ပါတယ်နောက်နံပါတ်5ကတော့အစားအသောက်တချို့ဖြစ်ပါတယ်တူးနေအောင်กินထားကြော်ထားတဲ့အစားအစာတွေနဲ့တာရှိခံအောင်လုပ်ထားတဲ့အသင်စားအစားအစာတွေပါတူးနေအောင်กินထားတဲ့ကြော်ထားတဲ့အစားအစာတွေကအပူချိန်ကြောင့်မဲတူးနေတဲ့နေရာတွေရဲ့အသားမှာရှိတဲ့ protein ဓာတ်တွေဟာဓာတ်ပျက်စီးမှုတွေဖြစ်ပြီးတော့ hydrocyclic amines လို့ခေါ်တဲ့ဓာတ်တစ်မျိုးအဖြစ်ပြောင်းလဲသွားပြီးတော့ကျွန်တော်တို့ရဲ့ DNA ကိုပြောင်းလဲဖျက်ဆီးပစ်နိုင်တဲ့အလွန်ပြင်းထန်တဲ့ carcinogen ဆိုတဲ့ဓာတုပစ္စည်းအနေနဲ့ဖြစ်သွားတာကြောင့်ကင်ဆာဖြစ်စေတာဖြစ်ပါတယ်။တစ်ခါတရံစားတာကပြဿနာမရှိပေမဲ့အဲ့ဒီမဲတူးနေအောင်ကြော်ထားกินထားတဲ့ကာဗွန်အစားအစာတွေကိုရေရှည်အထက်အခါစားရင်တော့ကင်ဆာဖြစ်စေနိုင်တာကိုသတိထားကြပါနော်။တာရှိခံအသင်စားအစားအစာတွေကလည်းအဲ့လိုပါပဲ။အဲ့ဒီအသင်စားအစားအစာတွေကြာရှည်ခံအောင်အယောင်မပြောင်းအောင်ပွားထားလာတာမျိုးပိုးပေါက်တာမျိုးမဖြစ်အောင်ထည့်တဲ့ nitrates တို့ nitrites တို့စတဲ့ဓာတုပစ္စည်းတွေနဲ့အသားမှာပါတဲ့ protein တွေပေါင်းစပ်တက်ပြည့်တဲ့အခါမှာ nitrosamines လို့ခေါ်တဲ့ drug ပေါင်းတစ်မျိုးဖြစ်လာသေးတတ်ပါတယ်။အဲ့ဒီ drug ပေါင်းကလည်းကျွန်တော်တို့ရဲ့ DNA ကိုပျက်စီးပြောင်းလဲအောင်လုပ်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ကိုယ်ခံအားကမကာကွယ်နိုင်လို့ရှိရင်ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။နောက်နံပါတ်6ကတော့အဝလွန်ခြင်းပါ။အဝလွန်ပြီးတော့ကိုယ်လက်လှုပ်ရှားမှုနေတဲ့အခါမှာဆိုရင်ခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီတွေကပိုလာပါမယ်။ပိုလာတဲ့အဆီတွေကခန္ဓာကိုယ်ကိုဒုက္ခပေးပါတယ်။အထူးသဖြင့်ကိုရင်းအင်္ဂါကလိစာတွေမှာရှိတဲ့အဆီဘိုတွေကယောဂမျိုးစုံကိုဖြစ်စေတဲ့အပြင်ဒီကင်ဆာတွေဖြစ်ဖို့အခွင့်အလမ်းတွေကိုပါများစေတဲ့အတွက်အဝမလွန်အောင်အဆီဘိုမများအောင်သတိထားကြဖို့ကိုယ်လက်လက်ချင်းကမှန်မှန်လုပ်ကြဖို့လိုအပ်ပါတယ်နော်နောက်ဆုံးနံပါတ်9အကြောင်းရင်းကတော့ခင်းလွန်ရောင်ကြီးဖြစ်ပါတယ် UV ဆိုတဲ့ခင်းလွန်ရောင်ကြီးဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် D ထုတ်လုပ်ဖို့အတွက်ကူညီပေးနိုင်တာဖြစ်လို့ကျွန်တော်တို့လိုအပ်ပါတယ်ဒါပေမဲ့အဲ့ဒီ UV ကပဲအရေပြားကိုထိုးဖောက်ပြီးတော့အရေပြား cell လေးတွေရဲ့ DNA ကိုပျက်စီးပြောင်းလဲစေနိုင်တာလည်းဖြစ်တဲ့အတွက်ကင်ဆာဖြစ်စေနိုင်တာလည်းဖြစ်တာကြောင့်ခင်းလွန်ရောင်ကြီးအလွန်ကျွံထိတွေ့ခြင်းကိုလည်းသတိထားရှောင်ကျဉ်ကာကွယ်ရပါမယ်နော်ဒါဆိုရင်ကျွန်တော်တို့ကင်ဆာဆိုတာဘာလဲဆိုတာရဲ့ကင်ဆာဘာကြောင့်ဖြစ်စေလဲဆိုတာရဲ့နဲ့ကင်ဆာဖြစ်စေတဲ့နေထိုင်စားသောက်မှုပုံစံလေးတွေကိုလည်းသိပြီဆိုတော့ကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရမလဲဘယ်လိုနေထိုင်ပြီးတော့ဘာတွေစားသောက်အောင်လဲဆိုတာကိုဆက်ပြီးလေ့လာလိုက်ကြရအောင်နော်ဆိုတော့ဗီဒီယိုစမှာပြောခဲ့လို့ပဲ cell တွေပျက်စီးနေရင်တော့ပဲကိုယ်ခံအားစနစ်ကတက်နေတဲ့မြကာကွယ်ပြီးတယ်ကင်ဆာ cell မဖြစ်အောင်ချိဖြတ်ပေးနိုင်ရဲဆိုတော့အရေးကြီးဆုံးအနေနဲ့ကိုယ်ခံအားကောင်းအောင်နေဖို့တော့အထူးတလဲအလေးထားပြီးတော့ပြောချင်ပါတယ်ဘယ်ရန်သူပဲကျွန်တော်တို့စီကိုလာပထမဆုံးစတွေ့ရမှာကကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်နဲ့ပဲဖြစ်ပါတယ်ကိုယ်ခံအားစနစ်ကောင်းနေမှအဲ့ဒီရန်သူတွေကိုအောင်မြင်စွာတိုက်ထုတ်နိုင်မှာဖြစ်တဲ့အတွက်ကိုယ်ခံအားကောင်းနေဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကောင်းမအောင်စားတောက်အိတ်လှုပ်ရှားဆိုတဲ့အခြေခံကျန်းမာရေးသတိလေးအတိုင်းပဲကျန်းမာရေးနဲ့ညွတ်တဲ့အစားအသောက်တွေကိုအချိန်မှန်အောင်တင်းနေမျှတအောင်ချင့်ချိန်စားတောက်ပါရေကိုလုံလောက်စွာတောက်သုံးပါအိတ်ချင်ကိုလည်းလုံလောက်ပြေဝအောင်အိတ်ဆက်အနာယူပါကိုယ်လက်လှုပ်ရှားမှုကိုလည်းအနည်းဆုံးတစ်နေ့မိနစ်20လောက်တော့ကျန်းမာရေးအတွက်လုပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်နေမှာဖြစ်တဲ့အတွက်တော်ရုံယောဂလေးတွေမပြောနဲ့ကင်ဆာလိုယောဂမျိုးတော့မှကာကွယ်နိုင်တာဖြစ်တာကြောင့်ကိုယ်ခံအားကောင်းအောင်နေကြကြိုးဆိုင်ကြပါနော်နောက်ပြီးတော့အပေါ်မှာပြောခဲ့တဲ့ကင်ဆာဖြစ်စေနိုင်တဲ့အချက်တွေနဲ့ဆက်လက်နဲ့အရက်ကိုတတိထားပြီးတော့ရှောင်ကျဉ်ပါဖြတ်ပါပြီးတော့ကင်ဆာယောဂမဖြစ်အောင်ကာကွယ်လို့ရတဲ့အစားအစာတွေရဲ့လို့တော့တိကျမရှိပေမဲ့ဗီတာမင်တွေတက်တုတက်တွေနဲ့ antioxidant တွေပါဝင်တဲ့အစိမ်းရောင်အသီးအရွက်တွေရဲ့ကိုယ်ခံအားတက်စေတဲ့အိမ်သုံးအစားအစာတွေဖြစ်တဲ့ဂျင်းတို့စနွင်းတို့ကြက်သွန်ဖြူတို့လည်းမှန်မှန်စားပေးဖို့လိုပါတယ်။နောက်ပြီးတော့လက်ဆက်တဲ့အသားငါးတွေနဲ့ကိုယ်ခံအားစနစ်ကို80%ထိထောက်ပံ့ကူညီပေးနိုင်တဲ့ probiotics ကျွယ်ဝတဲ့အစားအစာတွေပေါ့နော်။ပဲတီဂျင်တို့ဒိန်ဂျင်တို့စားတာလေးကိုလည်းညတာအောင်မကြာခဏစားပေးရပါမယ်။ပြီးရင်အသီးတွေထဲမှာဆိုရင်တော့ fiber တက်ကျွယ်ဝတဲ့ပန်းသီးတို့အခွန်မာသီးတွေနဲ့ဘယ်သီးအမျိုးအစားတွေကလည်းကိုယ်ခံအားတက်စေတဲ့အစားအစာတွေဖြစ်တာကြောင့်ကင်ဆာယောဂါကာကွယ်ဖို့အတွက်မကြာခဏစားသုံးဖို့အသင့်တော်ကောင်းမွန်တဲ့အစားအစာတွေဖြစ်ပါတယ်ဆိုတော့အနှစ်ချောရမယ်ဆိုလို့ရှိရင်အဓိကကင်ဆာမဖြစ်အောင်ကာကွယ်ဖို့နံပါတ်1အရေးကြီးဆုံးကတော့ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ဆိုတာကိုသဘောပေါက်လာရပါတော့နောက်နံပါတ်2အနေနဲ့ကတော့ပြောခဲ့တဲ့နေထိုင်စားသောက်မှုပုံစံတွေကနေပြီးတော့ကင်ဆာဖြစ်စေတတ်တဲ့နေထိုင်မှုပုံစံအစားအသောက်စားသောက်မှုပုံစံတွေကိုပြုပြင်ပြောင်းလဲမယ်ရှော့ဖို့ဖြတ်ဖို့ရွေးချယ်စားသောက်တတ်ဖို့လိုတာရဲ့ကူးစက်ရောဂါတွေကိုသတိထားဖို့အရေးကြီးသလိုကာကွယ်ဆေးတွေမထိုးရသေးဘူးဆိုလို့ရှိရင်လည်းထိုးထားကြဖို့ပြောချင်တာဖြစ်ပြီးတော့နောက်ဆုံးနံပါတ်3အနေနဲ့ကတော့ကင်ဆာအတွက်အထောက်အကူပြုမဲ့အစားအစာတွေလည်းဖြစ်တဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအတွက်လည်းကျန်းမာစေမဲ့အစားအစာလေးတွေကိုသတိတရမှန်မှန်ရွေးချယ်စားတော့ပြီးတော့ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေကိုလည်းနေ့စဉ်အချိန်နဲ့ငယ်စီပေးပြီးတော့လုပ်မယ်ဆိုရင်ကင်ဆာယောဂါဆိုတာကို
တွေးကြောင်နေရမှာတော့မဟုတ်တော့ဘူးကြောက်စရာလည်းလိုမှာမဟုတ်တော့ဘူးနော်ကဲဒီလောက်ဆိုတော့ဗီဒီယိုလည်းနည်းနည်းလေးတော့ရှည်သွားပြီနှုတ်ဆက်ပါတယ်နော်နောက်ထပ်လည်းခုလိုအခြေခံကျန်းမာရေးဥပဒေလေးတွေကိုလေ့လာလို့ရအောင်သိတဲ့နားလေးတွေလည်းအမြဲမျှဝေပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ကြနဲ့နော်အားလုံးပဲကျန်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ